မင်းဟာလူတိုင်းရဲ့အချစ်ကိုရဖို့ကြိုးစားနေသလားဒါဆိုရင်တော့မင်းဟာခေါင်းဆောင်ဖို့မထိုက်တန်သေးဘူးမက်ကီယဗယ်လီကတင်ပေးခဲ့တဲ့ခါတီးတဲ့အမှန်တရားတစ်ခုရှိတယ်အချစ်ဆိုတာကျေးဇူးရပေါ်မှာအခြေခံတယ်ဒါပေမဲ့လူသားတွေရဲ့တဘာဝကအတ္တကြီးပြီးယုံညံ့တတ်ကြတယ်သူတို့အတွက်အကျိုးရှိနေသည်တွေပဲမင်းကိုချစ်ပြရှာလိမ့်မယ်အခြေအနေတွေစိုးဝါလာတဲ့အခါသူတို့ရဲ့ကိုကြိုးစည်းကွာထိပါလာတဲ့အခါအဲ့ဒီအချစ်ဆိုတာကပထမဆုံးပျောက်ကွယ်သွားမယ့်အရာပဲဒါပေမဲ့ကြောက်ရွံ့မှုဆိုတာတော့အဲ့ဒီလိုမဟုတ်ဘူးကြောက်ရွံ့မှုဆိုတာတစ်တန်ကိုစိုးရိမ်တဲ့စိတ်ပေါ်မှာအခြေခံတဲ့အတွက်အဲ့ဒီစိတ်ကလူတစ်ယောက်ကိုဘယ်တော့မှတစ္ဆာမဖောက်ကောင်တားဆီးထားနိုင်စွမ်းရှိတယ်စစ်မှန်တဲ့ဩဇာအာဏာဆိုတာလူတိုင်းကိုပျော်တော်ထားနိုင်ခြင်းမဟုတ်ဘူးမင်းရဲ့စီးကမ်းနဲ့မင်းရဲ့တန်ဖိုးတွေကိုဘယ်သူမှမကြော်ရဲကောင်လှုပ်ထားနိုင်ခြင်းပဲအချစ်ခံရဖို့ကြိုးစားတဲ့ခေါင်းဆောင်ကအခြေအနေကိုရဲ့လက်ခုပ်ထဲကရေဖြစ်သွားတာပဲနဲ့ကြောက်ရွံ့ယုံတည်မှုကိုတိဆောက်ထားတဲ့ခေါင်းဆောင်ကတော့အခြေအနေတွေကိုသူ့အလိုကျထိန်းချုပ်နိုင်တယ်လူတွေကသူတို့ချစ်တဲ့သူကိုနာကျင်အောင်လုပ်ဖို့မခဲယဉ်ကြဘူးဒါပေမဲ့သူတို့ကြောက်ရွံ့ယုံတည်ရတဲ့သူကိုတော့စော်ကားဖို့တခါမှမစင်စားရကြဘူးဩဇာအာဏာဆိုတာမင်းကိုလူတွေဘလို့မြင်တယ်လဲဆိုတာထက်မင်းကိုဘလို့လေးစားကြောက်ရွံ့တယ်လဲဆိုတဲ့အပေါ်မှာပဲတိဆောက်ထားတာမင်းကလူတိုင်းရဲ့အချစ်ကိုတောင်းခံနေဦးလားဒါမှမဟုတ်ဩဇာကိုတိဆောက်မလား